အဲ့တော့ရန်တို့ကဒီမှာ dragon ဒီလူတွေတော်တော်များများတော့ရန်တို့အကုန်လုံးမြန်မာ culture မှာပဲဖြစ်ဖြစ် Chinese culture မှာပဲဖြစ်ဖြစ် dragon ဆိုလို့ရှိရင်ရန်တို့ကမြင့်မြတ်တဲ့အနေအထား powerful ဖြစ်တဲ့အဓိပ္ပာယ်လေးတွေကိုဖော်ဆောင်ကြရတယ်ပေါ့နော်အဲ့တော့ဒီမှာ dragon ဆိုလို့ရှိရင်သူ့ရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့အယိုးတုတ်တာပေါ့နော်သူကအယိုးကတုတ်ကလေးနော်တုတ်ကလေးပြီးတော့မှသူကထိတ်ကနေပြီးတော့ဒီလိုအညွန့်ပေါ့နော်ဒါကအညွန့်ကအကြာကြီးထားလို့ရမှာဖြစ်တဲ့အတွက်ဟန်ကဘယ်လောက်ထိကို customer တွေကိုရီမှန်းပြီးတော့မှာပေးထားလဲဆိုလို့ရှိရင်ကရန်တို့ကအခု July ပေါ့နော် July 9 ရက်နေ့မှာရန်တို့ကဝါဆိုလာပြည့်နေ့နော်အဲ့တော့ဝါဆိုလာပြည့်နေ့မှာ तू ကဒီတလားနှစ်လထားလိုက်လို့ရှိရင်ဒီအညွန့်က तूဒီလိုလှလှလေးနဲ့သူကရှည်လာမှာပေါ့နော်ရှည်လာတဲ့ခါကျလို့ရှိရင်ကိုအိမ်မှာထိုးထားတဲ့အခါမှာကြည့်ရတာအရင်ကိုစိတ်ချမ်းသာမဲ့အနေထားလေးကိုရန်ကအခု customer တွေဝယ်လို့ရအောင်လို့စီစဉ်ပေးထားတာဖြစ်ပါတယ်เนาะအဲ့တော့ तू က strong ဖြစ်တယ် powerful ဖြစ်မယ်ပြီးွားလို့ရှိရင်ဒီကနေပြီးတော့ဖြာပြီးတော့မှ तू ကလှနေမယ်အဲ့တော့ဒီ dragon bamboo ဆိုတဲ့နဂါး bamboo ဆိုတဲ့နာမည်လေးနဲ့လည်း तू ကအရန်ကိုလိုက်ဖက်နေရပါပေါ့เนาะအဲ့တော့ရန်တို့ကအခုဒီမှာကြည့်မယ်ဆိုလို့ရှိရင် dragon bamboo မှာရန်တို့ကနှစ်ဆိုင်ရှိမယ်ဒီအရှိလေးကကြတော့နည်းနည်းလေးနှိမ့်တယ်เนาะနည်းနည်းလေးနှိမ့်တာကကြတော့ပုံမှန်အပြင်ဖျားစင်တွေတော်တော်များများဓမ္မမဟုတ်ဘူးဆိုရင်ဒီ reception တွေမှာထားမယ်ဆိုလို့ရှိရင်အရင်တင့်တော်တဲ့50 cm size ကိုဟန်ဒီအရှိမှာဒီလို50 cm ပေါ့เนาะဒါဆို50နဲ့60ဆိုဒီလောက်လေးပေါ့เนาะဒီလောက်လေးกว่าတာပေါ့เนาะအဲ့တော့ရန်ဒီဘက်က60ဒါလေးက50ပေါ့နော်ဒီလို50 cm နဲ့60 cm ဆိုပြီးတော့ထိုးလို့ကောင်းတဲ့အရွယ်အစားလေးကိုရန်ရွေးချယ်ပေးထားတယ်เนาะ